ချို့သောပုဂ္ဂိုလ်တွေကသရတရားအားကောင်းတယ်ဒါပေမဲ့အတိအလိမ္မာဉာဏ်ပညာကြတော့အားနည်းမှုရှိပြန်ရောဒါကြောင့်ဝေဖန်ဆန်းစစ်မှုတွေအကျိုးရှိအကျိုးမဲ့တွေကိုထက်တွက်မစင်စားမိပဲအသုံးချမိလိုက်တဲ့တရားတွေကအနှစ်သာရကင်းမဲ့မှုတွေအလွဲတွေဖြစ်သွားတတ်ပါတယ်အချို့သောပုဂ္ဂိုလ်တွေကြတော့အတိအလိမ္မာဉာဏ်ပညာကြီးမားတယ်ပညာတွေလည်းတတ်တယ်ဝဲဒူးဂုံဒူးတွေလည်းရှိတယ်ဒါပေမဲ့တရားကြတော့အားနည်းမှုရှိပြန်ရောဒါကြောင့်ညာတာမှုတွေစာနာမှုတွေထောက်ထားမှုတွေထက်တွက်မစင်စားပဲအသုံးချမိလိုက်တဲ့ဉာဏ်ပညာတွေကစင်လဲကောက်ကျစ်ခြင်းတွေအတ္တကြီးခြင်းတွေလောဘကြီးခြင်းတွေအတွေးအခေါ်အယူအဆမှားခြင်းတွေဖြစ်သွားတတ်ပါတယ်လောကမှာတရားနဲ့ပညာနဲ့တရားဆိုတာလိုက်ဖက်မှုရှိနေမှမိမိအတွက်သူတစ်ပါးအတွက်ကောင်းကျိုးတွေဖြစ်ထွန်းစေပါတယ်